ဒီစစ်ခုံရုံးတွေပေါ့နယူးယောက်ဘက်စစ်ခုံရုံးတို့လိုကိစ္စမျိုးတွေပေါ့နော်ဒါအလွန်တန်စိတ်ဝင်စားစရာကောင်းတဲ့ဒါသမိုင်းမှာမှတ်တမ်းတင်မဲ့ဒီကမ္ဘာသမိုင်းမှာမှတ်တမ်းတင်မဲ့ဒီအချက်လက်တွေပါပြောချင်တာကဒီစစ်ရာဇဝကျူးလွန်တာတော့ဒါမင်းအောင်နိုင်တို့အတွက်လည်းဒါကောင်းကောင်းသင်ခန်းစာယူရမယ်လို့မဟုတ်လေသူတို့ရဲ့နောက်လာတော့မဲ့ခုံရုံးတွေအတွက်လည်းဒါအားလုံးဒီမှတ်တမ်းဖြစ်မှာပါပြောချင်တာ president ဖြစ်မှာပါစီရင်ထုံးတွေဖြစ်မှာပါဒါကြောင့်လေဂမ်ဘီယာကအခုတင်ဆက်သွားတဲ့ကိစ္စမှာဘော့စနီးယားနဲ့ခရိုအေးရှားဖြစ်စဉ်များကိုပဲသူကကိုးကားသွားတာအဲ့တော့ဘော့စနီးယားမွတ်စလင်တွေကိုဘော့စနီးယားဆာဖ်လူမျိုးတွေက genocide လုပ်ခဲ့တာကို ICJ မှာစစ်ဆေးထားတဲ့တရားရုံးရဲ့တွေ့ရှိချက်များကိုပဲ president စီရင်ထုံးတွေနဲ့ကိုးကားပြီးအများဆုံးကိုးကားပြီးပြောဆိုသွားတာအဲ့ဒီမှာဘော့စနီးယားနိုင်ငံရဲ့နေရာတစ်ခုကိုပဲဘော့စနီးယားကပြောခဲ့တယ်ဒီနေရာထဲမှာအဲ့ဒီရွာတူရွာပေါ့နာမည်ကတော့ထားပါတော့အဲ့ဒီရွာမှာဒီဘော့စနီးယားဆာဖ်တွေကဒီဘော့စနီးယားမွတ်စလင်ရွာကိုဝိုင်းနေပြီးတော့အဲ့မှာရှိတဲ့ယောက်ျားလေး9000ကိုခွဲထုတ်လိုက်တယ်ပြီးတော့အဲ့ဒီ9000ကိုတနေရာလုံးမှာတပ်ဖြတ်လိုက်တယ်အဲ့ဒါကိုပဲဒီသူတို့ကုလသမဂ္ဂဒီတရားရုံးကတွေ့ရှိပြီးတော့ဘော့စနီးယားနိုင်ငံမှာ genocide intent ဖြစ်တယ်ဆိုပြီးတော့ဆုံးဖြတ်ပေးခဲ့တာအဲ့တော့ခရိုအေးရှားမှာအဲ့လောက်မဟုတ်ဘူးဒါကြောင့်အဲ့ဒီ case ကိုပဲသူကကိုးကားတယ်သို့တော့မြန်မာနိုင်ငံမှာဖြစ်တဲ့ဖြစ်စဉ်ကဘော့စနီးယားနဲ့အများကြီးပူဆိုးတယ်ဆိုတာကိုသူကကိုးကားသွားတာဘော့စနီးယားမှာကတနေရာပဲဖြစ်သွားတာမြန်မာနိုင်ငံမှာဆိုရင်သူကအထူးကသူကမင်းကြီးကိုပြောသွားတယ်6ပြင်လာမြူသူပြောတာ3နေရာပေါ့ဗျာမောင်နု3ရွာကိုအဓိကဦးစားပေးပြောတယ်ပြီးတော့အဲ့လိုမျိုးအလားတူ3ရွာအစအနေအပြင်ဒီရွာပေါင်းနေရာပေါင်း54နေရာနဲ့နောက်ထပ်နေရာ22နေရာမှာဖြစ်ခဲ့တယ်အဲ့တော့အဲ့ဒီဖြစ်စဉ်တွေကိုသူကတစ်ခုချင်းထောက်ပြသွားတယ်အဲ့တော့ဒီအဲ့ဒီမှာကျွန်တော်တို့တော့အသေးစိတ်မသိတဲ့အချက်တွေအများကြီးအခုမှပေါ်လာတာကျွန်တော်တို့ကဟိုလူ10ယောက်လောက်ပဲဒီကျွန်တော်တို့ကသိထားတာလေဒီသတင်းတောက်တွေအခုအဲ့လောက်မဟုတ်ဘူးအဲ့ဒီသူအဓိကဥပမာပေးထားတဲ့ရွာပေါင်း54နေရာကနေပြီးတော့3နေရာကိုသူဥစားပေးထုတ်ထားတယ်မင်းကြီးရဲ့နောက်တစ်ခုကရှောက်ပြန်လာမသိဘူးအဲ့ဒါရဲ့နောက်တစ်ခုကမောင်နုရဲ့အဲ့ဒီ3နေရာမှာနာမည်တွေမှားနိုင်တယ်နော်ကျွန်တော်ကအခုမှဒါဓာတ်ရိုက်ကြီးနားထောင်ပြီးဓာတ်ရိုက်ပါတာပြန်ရတာနော်အဲ့တော့နာမည်တွေအများကြီးမှားနိုင်တယ်အဲ့ဒီ3ခုမှာအဓိကသူကပြောချင်တာကရွာကိုရိုးရင်းကြရွာတွေကိုရောက်လာတယ်ရောက်လာပြီးတော့စစ်တပ်ကဝိုင်းပြီးတော့ပြည်သူများပြစ်တယ်ပြစ်ပြီးတဲ့အခါကျမှရွာတွေမှာရှိတဲ့ယောက်ျားနဲ့မိန်းမနဲ့ကလေးတွေလူကြီးတွေကိုခွဲထုတ်လိုက်တယ်အဲ့တော့ယောက်ျားလေးတွေကိုကြတော့အဲ့တော့ဒီရွာပြင်ကိုခေါ်ထုတ်သွားတယ်ကမ်းဘေးမှာအကုန်ပြစ်တတ်လိုက်တယ်တချို့တွေကိုကြတော့ဒီဗာလေဒီအဲ့ဒီမှာရှိတဲ့မြစ်ထဲကိုပြစ်ချလိုက်တယ်ပြီးတော့ခွဲထုတ်ထားတဲ့မိန်းမတွေယောက်ျားတွေကိုအိမ်တွေကိုခေါ်သွားတယ်အဲ့တော့အဲ့ဒီမိန်းမတွေမိန်းကလေးတွေကောင်မလေးတွေကိုသူတို့ကအခန်းထဲကိုထည့်တယ်ကလေးတွေအရှိမှာပဲခန်းထဲကိုထည့်တယ်ထည့်ပြီးတဲ့အခါကျမှရိုက်တယ်ဒီကိုလုံးချွတ်တယ်နော်ကျိုးအဲ့မှာကျိုးနဲ့ရိုက်တယ်ရုပ်ပြီးတဲ့ခါကျတော့အုပ်စုလိုက်မဒိန်ကျင်တယ်ပြီးတော့သူတို့ရဲ့ဒီခန္ဓာကိုယ်ရဲ့ဒီလင်းကအစိတ်ပိုင်းတွေကိုစော်ကားတယ်ပြီးတော့ဓာတ်နဲ့လှီးတယ်ပြီးတော့တပ်ဖြတ်ပစ်တယ်မသိရင်လက်ဘင်းကိုဓာတ်နဲ့လှီးတယ်ပြီးတော့အဲ့ကလေးတွေကိုလည်းအဲ့လိုပဲရိုက်နှက်တယ်တပ်ဖြတ်တယ်မသိရင်လက်ဘင်းကိုဓာတ်နဲ့လှီးတယ်ပြီးတဲ့ခါကျမှအဲ့ဒီအိမ်ကိုမီးရှို့ပစ်တယ်အဲ့ဒီမီးရှို့တဲ့မှာအချင်းလက်ရှိနေတဲ့ကလေးတွေအားလုံးကိုလည်းအဲ့ဒီမီးထဲကိုပစ်ပြီးတော့မီးရှို့သားလိုက်တယ်ပြီးတော့အဲ့ဒီမှာရှိတဲ့ရိုဟင်ဂျာတရားလုံးကိုမီးရှို့ပစ်တယ်အဲ့တော့အဲ့ဒီဟာကအဲ့ဒီသူဥပမာပေးရတဲ့3ရွာလုံးမှာလည်းဖြစ်တယ်လို့သူကပြောတယ်ဒါတော့ပဲပြောချင်တယ်ဗျာကျန်တဲ့ဟာကတော်တော်ရက်ဆက်တာပြောချင်တာကတကယ်ကဘာကျော်မှတ်တမ်းကြီးဗျာနော်ဒါကျူးလွန်ခဲ့လို့ဖြစ်တာပေါ့နော်ကျူးလွန်ခဲ့လို့ဒါသူတို့မှအထောက်ထားတွေနဲ့ပြောပြီးအဲ့တော့နောက်ထပ်54နေရာမှာလည်းဖြစ်ခဲ့တယ်အဲ့ဒီ50နောက်ထပ်22နေရာမှာလည်းဖြစ်ခဲ့တယ်အဲ့တော့ဖြစ်စဉ်အားလုံးအတူတူပဲဖြစ်နေတယ်အဲ့တော့လူအုပ်ကြီးရောက်လာမယ်စစ်တပ်ကြီးရောက်လာမယ်ကားတွေနဲ့ရောက်လာမယ်တပ်တွေနဲ့ရောက်လာမယ်ဒုတ်တွေဓာတ်တွေနဲ့ရောက်လာမယ်ပြီးတော့ယောက်ျားလေးတွေကိုခွဲထုတ်မယ်ပြီးယောက်ျားလေးတွေကိုအကုန်လုံးတပ်နဲ့ပြတ်တတ်မယ်မီးရှို့ပြစ်မယ်ပြီးတော့ချောင်းဘေးကိုပြစ်ထည့်မယ်ဒိုးဒီမို့မိန်းကလေးတွေကိုအုပ်စုခွဲမယ်ကောင်လေးတွေကောင်မလေးတွေအားလုံးဒီကိုလုံးချွတ်မယ်ဒီကိုလုံးချွတ်ပြီးရိုက်မယ်ပြီးအုပ်စုလိုက်မရင်းကျစ်မယ်ပြီးတော့သူတို့သက်ဆိုင်ရာလိန်အင်္ဂါတွေကိုရဲဆက်ဆက်လုပ်မယ်ပြီးတော့မီးရှို့မယ်ပြီးတော့ကလေးတွေကိုလည်းလက်ဘင်းလှီးမယ်မီးရှို့မယ်တတ်မယ်ပြီးတော့အရှင်လက်မီးရှို့ပြီးတော့မိဘုံလေးပြစ်မယ်
အဲ့ဒီဖြစ်စဉ်ကအဲ့ဒီ3ရွာလုံးမှာဖြစ်ခဲ့တယ်အဲ့တော့သူ့ရဲ့ militia တွေပေါ့နော်အဲ့သူတို့စစ်တပ်တွေပေါ့အဲ့ဒါပြီးတာနဲ့သူက54ရာလုံးကိုဖြစ်တယ်အဲ့တော့ဖြစ်တော့ तू ကအဓိက genocide insight ဆိုတာကို तू ကအဓိကရှင်းတော့မှာအဲ့တော့ဒီ genocide insight ဖြစ်ဖို့အတွက်နောက်ခံအကြောင်းရင်းတွေရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဖြစ်စဉ်အသေးစိတ်ကိုဗျာအကြာကြီးပြောတာဗျာနိုင်နဲ့ချီကြတယ်ကျွန်တော်လည်းတက်နိုင်တယ်များမှတ်ထားတာပေါ့နော်ကျွန်တော်အူတောက်လျှောက်အလုံးလုံးနေနေနားထောင်နေတာတချို့ကိစ္စကြတော့ကျွန်တော်လည်းနားမထောင်နိုင်ရဘူးကျွန်တော်ပိတ်လိုက်ရတယ်အလုပ်ကလုပ်တယ်ပြန်လာတယ်ကျွန်တော်ဖွင့်လာတယ်နားထောင်တယ်အဲ့ဒါမျိုးနဲ့ဦးကျွန်တော်ဘာသာပြန်ပေးတာကျွန်တော်နားထောင်လာရသမျှပေါ့နော်အဲ့ဒီထဲမှာအဓိကကတော့ကုလသမဂ္ဂ fact finding machine လို့ခေါ်တဲ့ IMM ကတွေ့ရှိချက်တွေကိုအဓိကကိုးကားတယ်ပြီးတော့ဒီ satellite ရဲ့ image တွေကိုကိုးကားတယ် UNICEF ရဲ့ image တွေကိုကိုးကားတယ်အဓိကအချက်လက်တွေနဲ့သူကပြောသွားတယ်အဲ့မှာ genocide ဘောဒီလူမျိုးတော်တပ်ဖြတ်မှုဆိုင်ရာရည်ရွယ်ချက်ပေါ့ဗျာအဲ့ဒါဒီအားလုံးကရည်ချက်ရှိလုပ်တယ်ပြောတယ်အဲ့ဒီချိန်မှာပြီးမှသူကဘော့စနီးယားကဒီ ICJ ကဒီတရားရုံးကဆုံးဖြတ်ထားတယ်အဲ့ဒီတရားရုံးအရင်အမှုအဟောင်းကိုသူကပြန်ပြီးတတွဲတယ်တွဲပြီးတော့ဟိုမာကတရွာပဲဖြစ်ထားတာတနေရာပဲဖြစ်ထားတာနော်ဟိုမာကယောက်ျားလေးတွေ9000ပဲခွဲထုတ်ပြီးတပ်ဖြတ်လိုက်တာဒီမာကယောက်ျားလေးကိုလည်းအကုန်တပ်မိန်းကလေးတွေကိုလည်းမရင်းချင်းကလေးတွေကိုလည်းတပ်ဖြတ်မိန်းကောင်မလေးတွေကိုလည်းဒီလိမ်ပိုင်းဆိုင်ရာကျူးကျော်ပြီးတော့အရှင်လင်းလက်မီးရှို့ကလေးပဲ2ယောက်ပေါ့ဗျာတချို့ကလေးတွေကိုကြတော့6နှစ်ကိုပြစ်ထည့်ထားတဲ့အလောင်းတွေပဲ2လောင်းပေါ့ဗျာအဲ့ဒါမျိုးအထောက်အထားတွေနဲ့သူကဓာတ်ပုံတွေနဲ့မြေပုံတွေနဲ့ satellite image နဲ့သူကပြောသွားတာအဲ့တော့သူကအဲ့ဒါကိုဘာကိုးကားလဲဆိုတော့ဟိုဘက်က case နဲ့သူကဒီကောင်ကပို့ပြီးတော့ဟိုဘယ်လိုပြောမလဲပို့ဆိုးတာပေါ့ဗျာဟိုမှာတနေရာတည်းဖြစ်တယ်ဟိုမှာကဘော့စနီးယားမှာယောက်ျားလေးတွေကိုပဲလုပ်တယ်မိန်းကလေးတွေကလေးတွေလူကြီးတွေကိုမလုပ်ဘူးဒီမှာရှိသမျှအကုန်တနော်ရှိသမျှအကုန်တအဲ့တော့ဘော့စနီးယားနဲ့ပို့ဆိုးတာဆိုတာကိုသူကညီမောင်ထိုးပြတယ်ပြီးတော့သူတို့တွေ့ရှိချက်9ချက်ကိုတစ်ဆင့်ချင်းရှင်းပြတာပေါ့ဗျာအဲ့မှာ तू ကဘာကိုထောက်ပြလဲဆိုတော့နံပါတ်1ချက်ပေါ့ဒီမြောင်လှန်ရဲ့မပြီးသေးတဲ့ operation ဆိုတာထုတ်ပြောတာတွေကို तू ပြောသွားတယ်နော်ပြီးတော့မြန်မာနိုင်ငံမှာဒီရိုဟင်ဂျာတွေကိုဘင်္ဂါလီဆိုတဲ့စကားလုံးသုံးတယ်ပြီးတော့အဲ့ဘင်္ဂါလီတွေကလူကြီးပေါက်ဖွာလာတယ်နော်အခုကျွန်တော်ပြောမဲ့စကားတွေအားလုံးဒီအခုကျွန်တော်မြန်မာနိုင်ငံမှာနေထိုင်တဲ့လူတိုင်းအကုန်သိတယ်အဲ့ဒီရိုဂျာဖြစ်တဲ့အချိန်မှာဒေါ်ဆောင်ကြီးအစိုးရလက်ထက်မှာအဲ့ဒီအချိန်မှာနိုင်ငံရေးသမားတွေပြောနေကြတာတွေပြီးတော့ကျွန်တော်တို့ဒီမဘာသာတွေကဆန္ဒပြတာတွေအဓိကမဘာသာအုပ်စုကပြောတာတွေလူကြီးပေါက်ဖွာတာတွေအရှိတကားကြီးပွင့်နေတယ်အနောက်တကားကြီးပွင့်နေတာတွေကိုကြီးကိုယ်တိုင်ပါဇက်ကပြောထားတာအဲ့ဒါတွေအဲ့ဒါတွေအများကြီးအဲ့ဒီအတိုင်းအကုန်ပြောမှာသူကကျွန်တော်တို့အဲ့ဒီကိစ္စရဲ့မှာတော့ကျွန်တော်တို့အထူးဆန်းတစ်ခုမှမပါဘူးဒါပေမဲ့နိုင်ငံတကာတရားရုံးမှာအချက်လက်နေနဲ့တင်ပြတာတော့အလွန်တန်စိတ်ဝင်စားစရာကောင်းတယ်အဓိကဒီရိုဟင်ဂျာတွေကမြန်မာနိုင်ငံတရားမဝင်ရောက်လာတာခိုးဝင်လာတာဒီလူတွေကဒီမျိုးတရိษံလိုပဲလူတွေအရန်တရိษံလိုပဲမျိုးပွားနှုံများတာအဲ့တော့လူကြီးအရန်များတာဒါကြောင့်မြန်မာနိုင်ငံလူများစုဖြစ်တဲ့ဗုဒ္ဓဘာသာတွေကိုလွှမ်းမိုးတော့မှအဲ့ဒါမျိုးနဲ့သူကလှုပ်ဆော်တယ်လူတွေကိုပိုစိတ်ဝင်စားအဲ့တော့သူက intent ဆိုတာကဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတော့သဆင့်ချင်းသူကရှင်းပြမှာဒါကဘုံကနေသိတယ်မလားအဖွဲ့အစည်းမျိုးစုံကနေပြီးတော့သူလှုပ်ချင်တဲ့ပုံစံနဲ့တော့လှုပ်ထားတာမဟုတ်ဘူးဒါကစနစ်တကျ state ကနေပြီးတော့စီစဉ်တာအဲ့ဒီ state ကစီစဉ်တဲ့လူကစစ်တပ်သူတို့ပြောတဲ့တပ်မတော်အဲ့တပ်မတော်ဆိုတာခေါင်းဆောင်တွေမင်းအောင်လိုက်နော်မက်ဆာလိုင်းအဲ့ဒီမှာအဲ့ဒီမက်ဆာလိုင်းကိုယ်တိုင်ကလည်းပြောထားတယ်ဒီလူတွေအားလုံးဟာငါတို့ဖြည့်ရှင်းရမယ်အဲ့လိုမှမလုပ်ဆိုရင်ငါတို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံကိုတို့ကလွှမ်းမိုးတော့မယ်ဆိုတဲ့ပြောရစကားတွေငါတို့မပြီးဆုံးသေးတဲ့စစ်စင်ရေးတွေဆက်လုပ်ရမယ်ဆိုတဲ့မင်းအောင်လိုင်းရဲ့စကားတွေကိုကားတယ်အဲ့ဒီအချိန်မှာလည်းမြန်မာနိုင်ငံမှာလူကြိုက်များနေတဲ့ internet Facebook တွေကနေပြီးတော့စစ်တပ်နဲ့ပတ်သက်တဲ့ Facebook page ပေါင်း30ကျော်လား40ကနေပြီးတော့အဲ့ဒီမျိုးလှုပ်ဆော်မှုတွေကိုနေ့တိုင်းလုပ်နေတာတွေပြီးတော့အဲ့ဒီရိုဟင်ဂျာတွေကိုရိုဟင်ဂျာဆိုတဲ့လူတွေကိုခီးသွားလာခွင့်မပေးတာတွေပိတ်ဆို့ထားတာတွေကလေးမွေးဖွားခွင့်တွေအားလုံးကတ်သက်ထားတာတွေသူတို့တွေအားလုံးကိုအကျဉ်းထောင်လိုထည့်ထားတာတွေသူတို့တွေအားလုံးနိုင်ငံသားပြည်ခွင့်လည်းမပေးထားတာတွေနိုင်ငံသားလည်းမရှိဘူးမှတ်ဖို့တယ်လည်းမရှိပဲဒီတိုင်းထုတ်ထားတာတွေအဲ့ဒါတွေအားလုံးကိုတစ်စိမ့်ချင်းသူကရှင်းပြတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့သိပြီးသားပါလူတိုင်းလည်းသိပြီးသားပါပြီးတော့အခုတို့အဲ့လိုလှုပ်ဆော်ခဲ့တယ်ဆိုတာမြန်မာပြည်မှာလူတိုင်းသိပြီးသားကျွန်တော်အဲ့တော့ပြောခဲ့ပါတယ်အဲ့တော့ NLD ပါတီကတော့အဲ့လိုပဲလှုပ်ဆော်ခဲ့တာအခုဒီနေ့ NLD ပါတီကနေပြီး NUG မှာပါလာပြီးတော့နော်ကျွန်တော်တို့ဒီຫນွေဦးတော်လိုင်းရင်မှာတက်ကြွလှုပ်ရှားနေတဲ့ celebrity တွေတောင်အဲ့တော့အဲ့တိုင်းပဲပြောခဲ့တယ်နော်စပါကလတ်တို့ဘာတို့လေအားလုံးသိမှာပါနော်စပါကလတ်တို့ဘာတို့ကိုအကြီးအကျယ်ပြောခဲ့တာ
အကြီးအကျယ်ပြောခဲ့တာကျွန်တော်ဆိုရင်လည်းကျွန်တော်ရဲ့ငယ်တငယ်ချင်းတွေနဲ့အချင်းများတယ်ကျွန်တော်ကိုယ်တိုင်ခံထားရတာကျွန်တော်ရဲ့ဒီငယ်မွေးချမ်းပေါင်တငယ်ချင်းအရင်တွေကျွန်တော်လည်းအရန်ချစ်ခင်တဲ့တငယ်ချင်းတွေအဲ့ဒီတငယ်ချင်းတွေ Facebook page မှာအပြန်လှန်ပြောကြတာเนาะအဓိကကျွန်တော်ရဲ့ကိုယ်တွေးဆိုရင်11 media မှာသူတို့တက်ရေးတာကိုအောက်ကနေ comment သူတို့ကဝင်ရေးတာကျွန်တော်တော့မဆိုင်ဘူးသူတို့က11 media ကအဓိကအဲ့တော့ဝါဒဖြန့်တာအဲ့တော့11 media ရဲ့ဒီ Facebook page မှာအဲ့ဒီကျွန်တော်ရဲ့တငယ်ချင်းအရင်ပေါ့နိုင်ငံသားမှာနေတယ်တငယ်ချင်းရဲ့ဝင်ရေးတဲ့အချိန်မှာကျွန်တော်ကလှမ်းပြောတယ်မင်းဘာလို့ကျွန်တော် Messenger မှာလှမ်းပြောတယ်သူ Messenger ကိုအဲ့တော့ကျွန်တော်တို့က Facebook 3 ခါစားပေါ့မင်းဘာလို့အဲ့လိုဝင်ရေးတာလဲတငယ်ချင်းမင်းငါတို့အကြောင်းလဲသိရတာနဲ့ငါအကြောင်းလဲမင်းသိရတာနဲ့ငါတို့နဲ့ဘာဆိုင်လဲသူတို့ကအဲ့ဒီအချိန်မှာအကုန်လုံးကိုဘန်ဂါလီဆိုပြီးရန်တုတ်တာအဲ့ဒီအချိန်မှာဘန်ဂါလီကကျွန်တော်လည်းဖြစ်နေတယ်လေကျွန်တော်ကရခိုင်မှာကြီးတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ကဘင်္ဂလားဒေ့ရှ်ကကျွန်တော်အဖိုးကလာတော့ကျွန်တော်ကဘန်ဂါလီဖြစ်နေတယ်ကျွန်တော်မှတ်ပုံတွေမှာလည်းဘန်ဂါလီအဲ့တော့ကျွန်တော်ကလှမ်းပြောတယ်တကယ်ကြီးမင်းဘာလို့လို့ပြောတာလဲဒီမှာမဆိုင်တဲ့ကိစ္စဒါစစ်တပ်ကလုပ်တာကွာလူတိုင်းသိနေတဲ့ကိစ္စကြီးနော်မင်းတို့ကလည်းဟိုတရိတ်ဆန်တယောက်လိုလူတွေမွေးကျင်တိုင်းမွေးပြီးတော့ဘာသာတရားလွှမ်းမိုးမှုဆိုမဖြစ်နိုင်တဲ့ကိစ္စတွေတကယ်ကြီးလဲနိုင်ငံသားမှာနေတာဆိုတာသူနဲ့ကျွန်တော်နဲ့အပြန်အလှန်ကျွန်တော်တို့ဒီ Facebook page မှာဝင်ရေးကြနောက်တစ်ယောက်လဲဝင်ရေးပေါ့ဗျာကျွန်တော်တို့ဝိုင်းရေးကြတာပေါ့ဗျာကျွန်တော်ပြောတယ်ငါလက်မခံဘူးတကယ်ချင်းတို့မင်းတို့အဲ့ဒါကြီးကမတရားဘူးဟိုအဓိကဒါကြီးကမတရားလုပ်နေတာလူတိုင်းသိတယ်စစ်တပ်ကလုပ်နေတာမင်းတို့ NLD နဲ့လည်းမဆိုင်ဘူးသူတို့က NLD ဘက်ကပေါ့ဗျာအဲ့ဒီချိန်က NLD နဲ့လည်းမဆိုင်ဘူးဒေါအောင်ဆန်းစုကြည်နဲ့လည်းမဆိုင်ဘူးအဓိကစစ်တပ်ကလုပ်နေတာမင်းတို့ဘာလို့အဲ့လိုမင်းတို့ကဝိုင်းပြီးတော့ပျောက်ပြီးပြောပေးနေတာလေဝါဒဖြန့်နေတာကျွန်တော်ကိုယ်တိုင်သူတို့နဲ့ဖြစ်ခဲ့တယ်အဲ့တော့အဲ့ဒီဖြစ်စဉ်တွေကျွန်တော်တို့အဲ့တော့ကပြောခဲ့တဲ့စကားတွေเนาะကျွန်တော်တို့ Facebook အကုန်ပါတယ်ဗျာဒီနေ့ဒါကြောင့်ကျွန်တော်တို့တတိထားကြပါလို့လူတိုင်းကိုပြောချင်တာတမိုင်းကဖျောက်လို့မရဘူးအခုလိုတရားရုံးရောက်ပြီးဆိုရင်ဒီတရားခွင်ဘက်ကဒီတရားလူရှိနေတွေကသူတို့လည်းအနိုင်ရဖို့အတွက်အမှန်တရားတဲ့ပြသူတို့အသက်တွေအထောက်ထားရှာရင်တရားရုံးကိုအကုန်တင်မှာအခုကျွန်တော်သူတို့ပြောရတဲ့စကားတွေဟာအဲ့ဒီ2019 2016မှာဩဂတ်လမှာဖြစ်ခဲ့တဲ့အချိန်တုန်းကတကယ်တမ်းပြောခဲ့တဲ့စကားတွေဘယ်လောက်ထိတောင်ဆိုးလဲဆိုရင်တက်တိုက်ဆက်ဆိုင်2019 ဩဂတ်လမှာဖြစ်တဲ့အချိန်မှာကျွန်တော်ရန်ကုန်အလဲသွားနေတဲ့အချိန်ကျွန်တော်ကိုယ်တိုင်ရန်ကုန်မှာရှိနေတယ်အဲ့ဒီနေ့ကဒေါအောင်ဆန်းစုကြည်သတင်းတောက်တွေနဲ့သတင်းစာရှင်းလင်းပွဲကရန်ကုန်မှာကျွန်တော်နားထောင်ခဲ့ရတာဒေါအောင်ဆန်းစုကြည်အဲ့တော့ကသတင်းတောက်တွေနဲ့နိုင်ငံတကာသတင်းဌာနတွေကိုသတင်းစာရှင်းလင်းမှာအကုန်ညင်းသွားတာကျွန်တော်နားနဲ့ဆက်ကြားတယ်အဲ့ဒီချိန်ကျွန်တော်ရန်ကုန်မှာပဲရှိနေတယ်အဲ့ဒီအချိန်မှာကျွန်တော်ရန်ကုန်ကနေပဲပဲခူးကိုခီးသွားတယ်ကျွန်တော်ယထာနဲ့သွားတယ်အမှန်ကတော့ရှင်းပြောရင်ဗျာကားနဲ့သွားလို့ရတယ်ကားနဲ့လည်းကိုယ်ပိုင်ကားနဲ့လည်းသွားနိုင်တယ်ကျွန်တော်ကဘူးတုဒဆိုတော့ပဲခူးယထာသစီးလိုက်တာယထာပေါ်မှာကျွန်တော်ရုပ်ကိုပေါ့နော်ဝိုင်းကြည့်ကြတဲ့မျက်လုံးနဲ့ဝိုင်းကြည့်ကြတဲ့အနေထားကဒီနေ့ထိပြန်စဉ်းစားရင်ကြက်သိမ်းမှထားတယ်ပြောချင်တာကလုံးဝမလုံးကြဘူးဗျာအဲ့လောက်ထိကျွန်တော်ခံစားခဲ့ရတယ်ဒါအရှိတိုင်းကျွန်တော်ပြောတာဘယ်သူမှကျွန်တော်ပတ်မလိုက်ဘူးသူတို့အားလုံးကျွန်တော်ဝိုင်းကြည့်ကြတာကျွန်တော်ရဲ့အနေထားကိုကြည့်တာသူတို့အဲ့ဒီချိန်မှာသတင်းစာတွေမှာကိုးဝင်ဘန်ဂါလီဆိုပြီးတော့အကြီးအကျယ်ဝါဒဖြန့်နေတဲ့အချိန်အဲ့ဒီအချိန်မှာအဲ့တော့အဲ့ဒီအချိန်မှာအဲ့ဒီသတင်းစာကိုဖတ်ပြီးတော့ဝိုင်းကြည့်ပြီးတော့သူတို့ကြည့်နေကြတဲ့မျက်လုံးတွေအလလာကြောက်ဖို့တော်တော်ကောင်းနော်ဒါကတကယ်အဖြစ်ပြက်တကယ်ဖြစ်ခဲ့တာပါအဲ့တော့အဲ့ဒီဖြစ်ပြက်ခဲ့တဲ့အဲ့ဒီဖြစ်ပြက်ဟာတွေအားလုံးအကုန်ပြောတာနော် social media မှာဘယ်လိုတွေပြောခဲ့တယ်အဓိက intent ပေါ့ဗျာဒါကိုဖြစ်လာရတဲ့ရည်ရွယ်ချက်ကိုသူကဒီလောက်အမြောက်အများလူတွေယာနဲ့ထောင်တဲ့ချီတဲ့လူတွေကိုစစ်တပ်ကြီးရောက်လာတယ်ရွာကိုဝိုင်းတယ်ယောက်ျားတွေတွေ့တဲ့များထွက်ပြေးတဲ့လူအကုန်ပြတ်တတ်တယ်ဓာတ်နဲ့လိုက်ခုတ်တယ်ပြီးတော့ယောက်ျားလေးကိုခွဲထုတ်တယ်ဒီယောက်ျားလေးတွေအားလုံးရွာပြင်ခေါ်သွားတယ်အကုန်ပြတ်တတ်တယ်မသိမရှိဖြစ်တဲ့လူအကုန်လက်ဘင်းကိုဓာတ်နဲ့လှီးတယ်သူပြောတာမှဓာတ်ကြီးတွေနဲ့လှီးတယ်ပြီးတော့ချောင်းပြီးတဲ့ကိုပြစ်ချပစ်တယ်ပြီးမှအဲ့ဒီခွဲထုတ်ထားတဲ့မိန်းမတွေကလေးတွေကိုအခန်းထဲခေါ်ထည့်သွားတယ်အဲ့ဒီအိမ်ကန်းတွေမှာပြီးတော့အဲ့ဒီကလေးသားသမီးတွေအရှိမမိဘတွေသားသမီးတွေအရှိမအမိဘတွေအရှိမကိုမဒင်းကျင်တယ်ဒီကိုယ်လုံးကိုချွတ်တယ်ဒီကိုယ်လုံးကိုနီးကပ်လုပ်ပြီးတော့နော်ကိုလုံးတင်းလုပ်ပြီးရိုက်တယ်နှက်တယ်ပြီးတော့အုပ်စုလိုက်မဒင်းကျင်တယ်တူးချင်းလည်းကျင်တယ်ပြီးတဲ့ခါကျမှအဲ့ဒီလူတွေကိုသူတို့ရဲ့ဒီခန္ဓာကိုမအင်ကအစိတ်ပိုင်းတွေအားလုံးကိုအကြီးကျယ်ဓာတ်တွေနဲ့ဖုံးတယ်ဒုက္ခပေးတယ်ပြီးတဲ့ခါမှာအဲ့ဓာတွေအားလုံးအရင်တတ်ဖြတ်တယ်နှုံးမွေဓာတ်စီလောင်းတယ်ရင်နစီလောင်းတယ်မီးရှိုးပြတ်တယ်မသိမရှင်ဖြစ်နေတဲ့လူအကုန်လုံးလက်ဘင်းကိုလှီးတယ်ကလေးတွေကိုလည်းအကုန်လုံးအဲ့လိုတတ်ပြတ်တယ်မသိမရှင်ဖြစ်တဲ့လူလက်ဘင်းကိုလှီးတယ်ပြီးတော့တချို့ကလေးတွေဆိုအိမ်မီးလောင်ထားတဲ့မီးပုံတွေကိုအရှင်လက်ပြစ်ချတယ်မှန်ပါတယ်အခုလည်းအဲ့လိုလုပ်နေတာပါကျွန်တော်လက်ခံပါတယ်ဒါပေမဲ့အခုကိစ္စက
အခုကိစ္စကိုတော့တရားစွဲတာမဟုတ်ဘူးလေရိုဟင်ဂျာကိစ္စကိုတော့တရားစွဲတာအဲ့တော့အဲ့လိုမျိုးဖြစ်စဉ်တွေသူပြောသွားတယ်နော်ဒါလောက်ပဲကျွန်တော်ပြောရင်ကျွန်တဲ့ဟာကကျွန်တော်ထပ်မပြောတော့ဘူးဘာလို့နားထောင်ကြည့်ကြပါကျွန်တော်လည်းပြောရင်နေစိတ်မကောင်းဖြစ်တယ်သူကနှိုင်းသွားတာကဘာကိုတရိษံတွေကိုလှုပ်သွားတာပေါ့နော်ဒါတော့ပဲသူပြောတယ်ပြီးတော့ तू ကအဲ့ဒါဖြစ်သွားပြီပြီးတော့အဲ့ဒီ social media မှာအဲ့ဒါတွေပြောတာတွေ तू ပြောပြီးဒီဘယ်လိုပြောမလဲအနောက်တကားကြီးပွင့်နေပြီမြန်မာနိုင်ငံကဒီရိုဟင်ဂျာတွေအားလုံးတွေ့သမျှသတ်တွေ့တဲ့နေရာအကုန်တွေ့ရသိတိုင်းဓာမကြိုင်အကုန်သက်ဘင်္ဂါလီဆိုအကုန်သတ်အဲ့လိုမျိုးကြွေးကြော်နေတယ်အဲ့ဒါမျိုးအားလုံးကလည်းယုံကြည်နေကြတယ်အဲ့စစ်သားတွေတပ်မတော်သားတွေလည်းအကုန်ယုံကြည်နေတယ်အိမ်မှာပါလာတဲ့လူတွေခဏတော့သူတို့ပြောတယ်မလေးရှားတွေဓာတ်ကင်အကုန်ယုံတယ်အဲ့တော့အဲ့ဒါက military operation လုပ်တဲ့ပုံစံနဲ့လုပ်သွားတာအဲ့ဒီပြီးသွားပြီနောက်တစ်ချက်အလွန်အမတန်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကျွန်တော်အမြဲတမ်းပြောနေတဲ့စကားကို policy ကကိုယ့်ကိုချုပ်မှာဆိုတာလေနော်တခါတလေကျွန်တော် NUG တော့မြဲပြောနေတယ် NUG ကို policy နဲ့ကိုအချုပ်ခံရတော့မယ်ဒီအနောက်နိုင်ငံရဲ့ဒီ social democrat တွေ labor party တွေကို policy နဲ့ကိုအချုပ်ရမယ်ပြောတာအဲ့ဒီအခုလေသူတို့စစ်တပ်ရဲ့ policy နဲ့စစ်တပ်ကိုသူချုပ်မှာအဲ့တော့စစ်တပ်ဟာတဲ့နော်အမြဲတမ်းမင်းအောင်လှိုင်တို့ကအမြဲတမ်းပြောနေတယ်သူစစ်တပ်ကိုစစ်တပ် policy နဲ့ချုပ်မှာနော်သူချုပ်တာရေးလည်းမိုက်တယ်အမိတ်ကိုနာခံရမယ်စီကန့်ရှိတယ်ဒါစစ်တပ်ဒီအမိတ်စစ်တပ်ဒီအထက်ကပေးထားတဲ့အမိတ်အတိုင်းစီးစနစ်ကြကြနာခံရမယ်ပြန်ပြောလို့မရဘူးအဲ့တော့ပြီးအဲ့ဒါကိုကြည်ကျင်ရပြီအဲ့ဒီအချိန်မှာတာဝန်ရှိနေတဲ့လူကစစ်တပ်မှာသူတို့ပြောတယ်တပ်မတော်မှာမင်းအောင်လှိုင်ဒီတာဝန်ရှိဆုံးအဲ့တော့မင်းအောင်လှိုင်အမိတ်ပေးသမျှအားလုံးကိုအဝတ်လူကလုတ်ကိုလောက်ရမှာအဲ့တော့စစ်တပ်ဒီပြောတဲ့အတိုင်းလုပ်တယ်စီကန့်ရှိတယ်အလွန်အမတန်စုစည်းတဲ့အဖွဲ့အစည်းဖြစ်တယ်အမိတ်ကိုနာခံတယ်ကြည့်လိုက်ရင်တော့ဒီအချက်ကကောင်းသလိုလိုပဲအခုအဲ့ဒါနဲ့သူ့ကိုချုပ်မှာဖြစ်တဲ့ဖြစ်စဉ်တွေအားလုံးဒီတဲ့တပုံနဲ့တူနေတယ်တဲ့အဲ့ဒီရွာကြီးသူဥပမာပေးတဲ့ရွာ300ရောတကယ်ဖြစ်ခဲ့တဲ့54နေရာကိုနောက်ထပ်22နေရာကိုအဲ့ဒီဖြစ်ခဲ့တဲ့ဖြစ်နေရာတွေအားလုံးဒီလုတ်သွားတဲ့လုတ်ကွက်တွေအားလုံးဒီတပုံနဲ့တူနေတယ်ပြောချင်တာကဟိုတယောက်တစ်ဖွဲ့ကလာလိုက်တစ်မျိုးလုတ်လိုက်နောက်တစ်ဖွဲ့အဲ့လိုမဟုတ်ဘူးဖြစ်စဉ်တွေအားလုံးဒီတပုံနဲ့ရွာကိုစစ်တပ်ရောက်မယ်ကျွန်တော်ကပြောခဲ့တာတွေပေါ့ဗျာကျွန်တော်ထပ်မပြောချင်ဘူးအဲ့တော့ဖြစ်စဉ်တွေအားလုံးကတူနေတယ်ဒါကိုကြည့်ချင်းရပြီစနစ်တကျ state ကနေပြီးတော့နိုင်ငံတော်ကနေပြီးတော့စီမံချက်ကြလုပ်တယ်လို့တမတော်ကအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့မင်းအောင်လှိုင်အမိတ်ပြီးဒါဒီစနစ်တကျနိုင်ငံတော်ကနေစီကံတကျစနစ်တကျစီစဉ်ဆောင်ရွက်တယ်ဆိုတာကိုပေါ်လွင်စေတာဖြစ်တဲ့အတွက်ဒါဒီ genocide intent ဖြစ်တယ်ဆိုပြီးအဲ့ဒီဘက်ကိုသူကထူချီသွားတာဟုတ်ပြီနော်သူစစ်တပ်ရဲ့စစ်စနစ်ကြမှုကိုသူအရင်ချုပ်ပြတယ်အဲ့ဒီကဒါလည်းအမှန်ပဲလေပြီးတော့အဲ့စစ်တပ်ထဲမှာကိုဝါဒဖြန့်ထားတယ်ဒီလူတွေကရိုဟင်ဂျာတွေဗမာလူပြောရင်ဗျာကလားတွေကျွန်တော်ဒီစကလုံးကိုမသုံးချင်လို့ဒါပေမဲ့ကျွန်တော်ဥဒီမှာတော့သုံးတော့မယ်နော်အဲ့လိုပြောတဲ့အတွက်တချို့မကြိုက်တဲ့လူတွေလည်းတောင်းပန်ပါတယ်နော်ဒီကလားတွေအကုန်တတ်ဒီခိုးဝင်တွေအကုန်တတ်ဒီဘင်္ဂါလီတွေအကုန်တတ်အဲ့ဒီစကားဟာသူပြောချင်တာကစစ်တပ်တစ်ဖွဲ့လုံးမှာကိုလူမှုအတိုင်းအဝန်တစ်ခုလုံးမှာကိုရောက်နေပြီမှန်လားမှန်တယ်လीအဲ့တော့ကျွန်တော်ပြောနေတာအဆုံးမရောက်ဘူးကျွန်တော်ပြောနေတာမဟုတ်ဘူးဒါတရားရုံးကပြောသွားတာကျွန်တော်အခုပြောနေတာတစ်ခုမှမပါဘူးလူကြီးမင်းတို့နားလေတယ်ဆိုရင်ဥပမာလူကြီးမင်းတို့စစ်တပ်ကလူတွေကိုဘာသာပြန်ခိုင်းလိုက်အခုတရက်ခွင်မှာဦးတယောက်ပြီးတယောက်ပြောနေတယ်နော်တရားခွင်မှာတယောက်ကျွန်တော်စကားမဟုတ်ဘူးဦးကျွန်တော်ပြောနေတာကျွန်တော်စကားမဟုတ်ဘူးနော်ဦးဒီနေ့ ICJ မှာတရားခွင်မှာဂမ်ဘီယာဘက်ကရှေ့နေတွေတဦးပြီးတဦးတက်ပြောနေအခုဒီမပြီးသေးဘူးကျွန်တော်စကားမဟုတ်ဘူးတရားဝင်တကဘာလုံးကိုလိုက်လွှင့်နေတာ writer ကနေလိုက်လွှင့်နေတာ Maxima ကလည်းလိုက်လွှင့်ပေးနေတယ်လူကြီးမျိုးတို့အခုဝင်ကြည့်လို့ရတယ်အင်္ဂလိပ်လိုနားလည်ရင်အကုန်သိတယ်နားမလည်ရင်လည်းဘာသာပြန်နေကြတယ်